ဒီနေ့ကျွန်တော်သားကြီး Rocky အစူးတောင်နေသူ့ဒီကြောရိုးကအစူးတောင်နေပေါ့နော်ပြောမစို့အစူးတောင်လို့ပဲပြောရမှာပေါ့ဒီကြောကုန်းကအစူးတောင်တွေတရေကုန်းကွာတယ်ဒီမှာတရေကုန်းကွာတာရှေးကြီးပဲသူကရေချိုးတော့မှသူကဒီရေနဲ့ထိပြီးတော့ဘယ်လိုပြောမလဲဒီအရေကုန်းတွေကြွတက်လာရေကုန်းတွေကြတက်လာဒီအောက်ကဒီမှာမုတ်စိတ်ပြားကြီးကိုဆွဲပြလိုက်မုတ်စိတ်ပြားကြီးကိုကြည့်ရောဒါနောက်နှစ်လောက်ဆိုရင်တော့ရှယ်ကြီးဖြစ်သွားပြီမိချောင်းပေါက်ကြီးလောက်ဖြစ်သွားအခုတော့မှတော်တော်ရှိတာတော်တော်ကောင်းကြီးလာဘိုက်စာနေတာမမုံညင်းတော့ဝယ်တယ်မုံညင်းနဲ့ရွှေဖုံကြီးနဲ့စားမယ်နော်ဟုတ်နော်ဇာပြန်သွားကြည့်ချင်းသွားကြည့်ချင်းသွားပြမယူသွားပြမလေးဟဲ့တော်လှလာပြီဖြစ်တော့တော်လှလာရွှေရောင်လေးဖြစ်လာရွှေရောင်လေးဖြစ်ဘာဖြစ်ကင်တော့ဘာဖြစ်ကင်တော့ဘာဖြစ်ဒီကောင်ကအေးစစ်စစ်နေတတ်တော့သူ့ကိုတအားစားရင်သူကစိတ်တုတ်တတ်ဟာဒါစိတ်တုတ်တော့လည်းမင်းရှင်းလိုက်မနော်မတော်တော့ဖေးလည်းမင်းရှင်းလိုက်မနော်လည်းမင်းရှင်းလိုက်မှာကြာဘာရလားရွှေဖြုံကြီးသူ့အမရွှေဖြုံကြီးတော့ဝဲဟာလားတာစားမို့ရွှေဖြုံကြီးတော့ဝဲတယ်မရွှေဖြုံကြီးရပြီတော့ဘေးအစာလောက်ပြီးမယ်ရေချိုးသွားပြီဆိုတော့အစာလောက်ပြီးမယ်ဟုတ်တယ်နော်လေဖြစ်တာကြီးဘိုက်စားလားဘိုက်စားကောင်းကြီးဖြစ်သွားပြီကျွန်တော်လက်မောင်းထထောင်ကြီးသွားပြီကျွန်တော်လက်မောင်းအရင်ကသူ့ဝယ်လာတော့အကောင့်လေးကဒီလောက်လေးဒီလက်တန်းလောက်လေးနော်လက်တန်းထားနည်းနည်းလေးကြီးမယ်သူကကြတော့လက်မလောက်ရှိမယ်လက်တန်းမဟုတ်လက်မလောက်ကောင်းလေးအခုကြည့်ပါအောင်ဘူးလေးသေးလေးထဲမှာထည့်လာတာဝယ်လာတော့ဆိုဥကဒါအကြီးဖြစ်သွားပြီနော်ကြီးလေအေးဆေးလေးပေါ့နော်ငယ်တော့ဖေယူတော့ကြိုက်ခဏကြိုက်ဘလို့ဖေယူမကြိုက်တော့အေးဆေးဖြစ်သွားပြီမင်းတို့အသက်ရွယ်နေဆိုရင်လူကြီးဖြစ်သွားပြီပေါ့လူကြီးဖြစ်သွားပြီလားချစ်စရာလေတနာပါနော်ဖြစ်တော်လေးတနာပါနော်